ကိုဤတယောက်အနေနဲ့ပြောပြမယ်ညီလေးတို့ဒါတာမီမီစိတ်ပြတ်တဲ့အခါချက်ချင်းသွားဖြေသိမ့်ပေးတယ်အလုတ်ခတ်တဲ့အခါကိုယ်တိုင်လှုပ်ပေးတယ်တငယ်ချင်းနဲ့ရံဖြင့်ကိုယ်တိုင်သွားပြေလဲပေးတယ်ဒါပေမဲ့ဒီလိုလုပ်ရင်သူတို့ဘယ်တော့မှကိုယ်တိုင်ရက်တီတက်လာမှာလားကလေးတွေခံနိုင်ရရှိဖို့ resilience အတွက်အရေးကြီးဆုံးကသူတို့ကိုယ်တိုင်အခက်ခဲတွေကိုဖြေရှင်းတတ်အောင်သင်ပေးဖို့ပဲဘာလို့လဲဆိုတော့ဘဝမှာမင်းအမြဲသူတို့ဘေးမှာမရှိနိုင်ဘူးပြုတ်ကြတဲ့အခါသူတို့ကိုယ်တိုင်ပြန်ထနိုင်မှစစ်မှန်တဲ့တန်ဖိုးမှုပဲဒါကြောင့်သူတို့ပြုတ်ကြတဲ့အခါချက်ချင်းမကယ်ပါနဲ့ဘေးကနေမင်းလုံနိုင်တယ်လို့အားပေးပါဒီနေ့ကစပြီးဒီလိုလုပ်ကြည့်ပါတစ်ကလေးတယောက်ပြဿနာတစ်ခုနဲ့လာတိုင်းချက်ချင်းအဖြေမပေးပါနဲ့မင်းဘလို့ဖြေရှင်းခြင်းလဲလို့အရင်မေးပါနှစ်သူတို့ကိုယ်တိုင်စဉ်းစားခွင့်ပေးပါအဖြေမှားရင်တောင်သင်ခန်းစာယူပါလိမ့်မယ်သုံးသူတို့ပြုတ်ကြတဲ့အခါချက်ချင်းမကယ်ပါနဲ့ထပါနောက်တစ်ခါထပ်ဆန်းပါလို့ပြောပါလေးအောင်မြင်တဲ့အခါချီးကျူးပါကြာရှုံးတဲ့အခါသင်ခန်းစာကိုအတူတူပြန်သုံးသပ်ပါဒီနည်းကကလေးတွေကိုတန်မာရဲရင်ကိုယ်တိုင်ရက်တီတက်နိုင်တဲ့လူသားဖြစ်လာစေလိမ့်မယ်ဘာမှမပူနဲ့ရှစ်ဆက်လျှောက်ပါတေးသေးလေးစားလိုက်ပါညီလေးတို့ရဲ့သားသမီးတွေအတွက်ကိုကြီးအမြဲဘေးကရှိနေမယ်